ကဲဒီနေ့မှာတော့မြန်မာပြန်ရရေးအကြီးမားဆုံးစင်ခေါ်မှုတစ်ခုဖြစ်တဲ့အလွတ်ကျက်စနစ်ကိုအပြေရှားဖို့စ조사ခဲ့ကြတဲ့ခရီးတစ်ခုကြောင့်ပြောပြသွားမှာပါဒါကပြန်ရရေးပြောင်းလဲမှုတွေမဟုတ်ပါဘူးเนาะကျွန်တော်တို့ရဲ့ယဉ်ကျေးမှုထဲမှာနက်နက်ရှမ်းအမြင့်တော်နေပြီးသားဖြစ်တဲ့ဝေဖန်ပိုင်းရှာတွေးခေါ်နိုင်စွမ်းကိုပြန်လဲရှာဖွေတွေ့ရှိခဲ့တဲ့ဇလန်တစ်ပုဒ်လည်းဖြစ်ပါတယ်ဒီဇလန်ရဲ့အစာကတော့ပညာရေးပညာရှင်တယောက်ဖြစ်တဲ့ဦးသိန်းလွင်ရဲ့ကိုပိုင်အတွေ့အကြုံကနေလာတာပါသူနိုင်ငံရဲ့ချားမှာပညာသင်နေတော့မှပဲဒီအချက်ကိုတတိထားမိခဲ့တာမြန်မာပညာရေးကကလေးတွေကိုတွေးခေါ်တတ်အောင်မတင်ပေးတဲ့အပြင်တွေးခေါ်နိုင်စွမ်းကိုတော့ပိတ်ပင်တားဆီးနေတယ်လို့ဖြစ်နေပါလားဆိုတာကိုပေါ့အဲ့ဒီအတိကပဲသူ့အတွက်ပြုပြင်ပြောင်းလဲရေးလုပ်ဖို့အကြီးမားတဲ့အတွင်းအားတစ်ခုဖြစ်လာခဲ့ပါတယ်ဟုတ်ပြီဒီပြန်နာကဘလောက်ထိအမြင့်တွေနေတဲ့လဲအရင်လုံးတော့မြန်မာပညာရေးစနစ်ရဲ့လက်ရှိအကြအတဲနဲ့သူဆိုင်နေရရဲ့စင်ခေါ်မှုတွေကိုအနိကတစ်ချက်လေ့လာကြည့်လိုက်ကြရအောင်။တမိုင်းကိုပြန်ကြည့်လိုက်ရင်လေမြန်မာပညာရေးစနစ်ဟာခေတ်အဆက်ဆက်မှာနိုင်ငံရေးရည်မှန်းချက်တွေတဲ့အချိန်ချင်းပုံသွင်းဖြောင်းလဲခံခဲ့ရတာကိုတွေ့ရမှာပါ။ကိုလိုနီခေတ်မတိုင်ခင်ကရှိခဲ့တဲ့ရိုးရာဖုံးတော်ကြီးကျောင်းပညာရေးကနေ British Colony စနစ်အဲဒီကနေလွတ်လပ်ရေးရပြီးခေတ်အမျိုးသားပညာရေးနောက်ပြီးတော့စစ်ဆိုရထင်းချုပ်တဲ့ Socialist ပညာရေးအထိပုံစံအမျိုးမျိုးပြောင်းလဲလာခဲ့တာပေါ့ဒီနိုတမိုင်းဖြောင်းလဲတဲ့အများကြီးဖြတ်တန်းခဲ့ပေမဲ့စနစ်တိုင်းမှာတသမတီးကြံနေခဲ့တဲ့အရာတစ်ခုရှိပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့အလွတ်ကျက်စနစ်ပါပဲကျောင်းမျိုးစားတွေဘယ်လောက်ပဲကွဲပြားနေပါစေနားလည်မှုကိုအားပေးမဲ့စောအလွတ်ရွတ်ဖတ်နိုင်မှုကိုပဲအဓိကထားတိုင်းတာနေတုံးပါပဲဒီဇာတ်ကိုကြည့်လိုက်တာနဲ့ပညာရေးကဏ္ဍ၃ခုကြားကကြီးမားတဲ့ကွာဟမှုကိုရှင်းလင်းတွေ့နိုင်ပါတယ်အစိုးရကျောင်းဖုံးတော်ကြီးကျောင်းနဲ့ပုဂ္ဂလိကကျောင်းတွေဟာအခွင့်အလမ်းအရေးအသွေးနဲ့ဥတီချက်တွေမှာတစ်ခုနဲ့တစ်ခုတော်တော်လေးကွဲပြားပါတယ်ဒါပေမဲ့ထူးခြားတာကသူတို့အားလုံးမှာတူးညီနေတဲ့အားနည်းချက်တစ်ခုရှိနေလေအဲ့ဒါကတော့ကျောင်းသားတွေကိုဝေဖန်ပိုင်းခြားတွေးခေါ်တကောင်ပင်ကြားပေးဖို့လေယူရှုထားကြတာပါပဲဒီအချက်တွေဘလောက်ဆိုးရလဲဆိုတာကိုဒီကိန်းကနန်းတစ်ခုတွေကဖျော်ပြနေပါတယ်ကလေး၄ယောက်မှာ၃ယောက်ကမူလာတန်းပညာရေးကိုတော့ပြီးဆုံးအောင်မသိနိုင်ဘူးဆိုတာကတကယ်ကိုစိုးရင်စရာကောင်းတဲ့အခြေအနေတစ်ခုပါဒီပြဿနာကအခြေခံပညာမှာပဲရပ်မနေပါဘူးတက္ကသိုလ်အဆင့်အထိကိုဆက်ပြီးပါလာတော့ပဲတင်ယူတမြောက်ဖို့ထက်စာမေးပွဲအောင်ဖို့ကအဓိကဖြစ်လာတယ်ကိုပါဝါသနာပါလဲဆိုတာထက်စာမေးပွဲအမှတ်ပေါ်မူတည်ပြီးဘာသာရရွေးရတယ်။ဒါအပြင်သင်ကြားရေးအရေးအသွေးနှင်းကြလာတယ်။အချင်းပြည့်ချစ်စားမှုတွေကြောင့်ဘွေးရလာတဲ့အခါမှာလည်းလုံကောင်းခွင့်တကယ်လိုအပ်တဲ့ကျွမ်းကျင်မှုတွေကပါမလာတော့ပါဘူး။ဒီလိုစင်ခေါ်မှုတွေညကြီးကြတဲ့ကနေမျောလင်းချက်ရောင်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ဦးသိန်းလွင်မိတ်ဆက်ပေးခဲ့ Reading and Writing for Critical Thinking အတော်ကောင်းအားခင် RWCT ဆိုတဲ့အစီအစဉ်ပါပဲRWCT ဆိုတာကတော့နိုင်ငံတကာအစီအစဉ်တစ်ခုပါခလေးတွေကိုဘယ်လိုတွေးခေါ်ဆင်ခြင်ရမလဲအကြောင်းအကျိုးတွေကိုဘယ်လိုနားလည်ရမလဲကိုယ့်ထင်မြင်ချက်ကိုရိုးရိုးကြီးဘယ်လိုပြောဆိုဆွေးနွေးရမလဲနောက်ဆုံးကိုယ့်ဘာသာကိုဘယ်လိုလေ့လာရမလဲဆိုတာတွေကိုသင်ပေးတဲ့သုတေသနအခြေပြုသင်ကြားနည်းစနစ်တစ်ခုပေါ့သူရဲ့သင်ကြားနည်းကလေရိုးရှင်းပေမဲ့တော်တော်လေးထီအောင်တယ်အဆင့်၃ဆင့်ပဲရှိပါတယ်ပထမဆုံးက no ဆော့ချင်းကိုအရင်တိထားတာလေးတွေကိုပြန်စဉ်းစားခိုင်းတာပါဒုတိယအဆင့်ကတော့အနက်အတိတ်ဘက်ကိုသိမြင်ခြင်းအဲ့ဒီမှာအကြောင်းအရာအသစ်တွေကိုစူးစမ်းပြီးနားလည်အောင်လုပ်ရတာနောက်ဆုံးအဆင့်ကတော့ပြန်လဲသုံးသပ်ခြင်းပေါ့သင်ယူပြီးသမျှကိုကိုခေါင်းထဲမှာပြန်စူးစီးပြီးတော့ဒါကဟုတ်ရလားမဟုတ်ဘူးလားဆိုတာပြန်စဉ်းစားတာမျိုးပါဒီစီဇန်ရဲ့အကောင်းဆုံးတစ်ချက်ကပါလဲဆိုတော့ဆရာတွေကိုပြန်သင်ပေးတဲ့ပုံစံနဲ့အရန်ကိုကြေကြေပြည့်ပြည့်ချီသွားတာပါပဲကြည့်ပါအောင်ချင်းမိုင်မှာစတင်ပေးလိုက်တဲ့ဆရာ950ကနေပြီးတော့သူတို့ကတဆင့်ဒုက္ခတေးစခန်းကြီးမြန်မာပြည်ထက်ကဆရာတွေစီကိုလက်ဆင့်ကမ်းတင်ပေးလိုက်တာဆရာပေါင်း3000နီးပါးအထိဒီနည်းစနစ်တွေရောက်သွားခဲ့ပါတယ်ဒါပေမဲ့ဒီဇလန်ရဲ့အလဲ့ပြောင်းအံ့ဩစရာအကောင်းဆုံးအပိုင်းကအခုမှလာမှာပါအဲ့ဒါကဘာလဲဆိုတော့ဒီခေတ်မီလာပါရဲဆိုတဲ့သင်ကြားနည်းကလေကျွန်တော်တို့ရဲ့ယဉ်ကျေးမှုထဲမှာအမိသွင်းနေပြီးသားရှေးကြတဲ့ဗုဒ္ဓအဆုံးအမတစ်ခုနဲ့တွားပြီးတော့ထပ်တူကြားနေတာကိုတွေ့လိုက်ရတာပါပဲဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကိုဒီ RWCT သင်တန်းတွေစပြီးမိတ်ဆက်ပေးတဲ့ခါမှလေသူတို့ရဲ့တုံ့ပြန်မှုကသင်တန်းပေးတဲ့သူတွေကိုတော့အားသင့်သွားစေရတယ်။ဘာလို့လဲဆိုတော့ဒီအတွေ့အခေါ်တွေကသူတို့အတွက်စိတ်မနေဘူး။ဟိုးရင်ကတွေကတီးပြီးသားယဉ်နီးပြီးသားရတယ်လို့ဖြစ်နေလို့ပါပဲ။အကြောင်းရင်းကတော့ကာလာမတုတော်မှာမြတ်စွာဘုရားကိုယ်တိုင်ဟောကြားခဲ့တဲ့အဆိုအမပါပဲ။မြတ်စွာဘုရားကဘာကိုမှမျက်စိမိတ်မယုံဖို့ဆရာပြောလိုက်စားတဲ့ပါတိုင်းမယုံကြည်ပဲကိုယ်တိုင်စူးစမ်းဆင်ခြင်ပြီးမှလက်ခံဖို့ဟောကြားခဲ့တယ်။ဒါဝေဖန်ပိုင်းခြားတွေးခေါ်မှုရဲ့ကျွန်တော်တို့ယဉ်ကျေးမှုတွေကအငြင်းမြစ်ပါပဲဒီမှာယဉ်ကြည့်လိုက်ရင်ရှင်းလင်းမြင်သွားပါလိမ့်မယ်ကာလာမတော့ကအစင်လာနဲ့ဩဇာအာဏာကိုမေးခွန်းထုတ်ဖို့သင်ပေးတယ် RWCT ကလည်းအရင်အမြင့်နဲ့အဆိုဖြူချက်တီကိုမေးခွန်းထုတ်ဖို့လမ်းညွှန်တယ်နှစ်ခုစလုံးဟာကိုယ်ပိုင်အတွေ့အကြုံစင်ကြင်တုံနေရနဲ့လွတ်လပ်စွာဆုံးဖြတ်နိုင်စွမ်းကိုအားပေးထားတာကိုထင်ထင်ရှားတွေ့နိုင်ပါတယ်ဒါဆွေရဲ့မေးစရာတစ်ခုရှိလာပြီဝေဖန်ပိုင်းခြားတွေးခေါ်မှုက
ကိုယဉ်ချင်းမှုအစဉ်အလာမှာရှိပြီလားဆိုရင်ဘာဖြစ်လို့အလွတ်ချက်စနစ်ကဒီလောက်ကြီးစိုးနေရတာလဲအဖြေကတမိုင်းမှာရှိပါတယ်အရင်တုန်းကစာနဲ့ပေတဲ့ရေးမှတ်တဲ့အလေးထားမထွန်းကားသေးတဲ့အခါမှာပိဋကတ်တော်တွေကိုမူရက်အတိုင်းထိန်းနိုင်ဖို့နှုတ်တိုက်အလွတ်ချက်မှတ်တဲ့အလေးထားနဲ့စတင်ခဲ့တာပေါ့ဟုတ်ပြီဒီတော့ကိုမှရှိပြီးသားရှေးကြတဲ့ညာပညာကိုခေတ်မီပညာရည်နဲ့ပြန်ပေါင်းဆက်လိုက်တဲ့အခါမြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ဘလို့အကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲအနာဂတ်အတွက်မျှော်မှန်းချက်တွေကိုတစ်ချက်ကြည့်လိုက်ကြရအောင် ။တိုင်းကတော့ရှင်းရှင်းလေးပါပဲ။ကိုပိုင်အတွေ့ခေါ်တဲ့တကြွစာပါဝင်နိုင်တဲ့ဒီမိုကရေစီနိုင်ငံသားတွေကိုမွေးထုတ်ဖို့ပါပဲ။ဘာလို့လဲဆိုတော့မိကုန်းထုတ်တတ်တဲ့စဉ်းစားဆင်ခြင်တတ်တဲ့ပြည်သူတွေဟာကျမ်းမာတဲ့ဒီမိုကရေစီစနစ်ရဲ့အသက်သွေးကြောဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ဒီကီလန်ကပြောတဲ့လောက်တော့မလွယ်ပါဘူးအစိုးရအကြောင်းတွေပေါ်ကထိန်းချုပ်မှုတွေဒုက္ခတီနဲ့ရွှေပြောင်းအကြောင်းတွေကဆရာတွေရဲ့မတည်ငြိမ်မှုတွေတင်တန်းနဲ့အရင်မြက်လိုအပ်ချက်တွေပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့အကောင့်ထဲပေါ်ဖို့နိုင်ငံရေးဆိုင်ရာအတားအဆီးတွေလို့ကြီးမားတဲ့စိန်ခေါ်မှုတွေအများကြီးကြန့်ရှိနေပါသေးတယ်ဆိုတော့နောက်ဆုံးမှာကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့ပါတယ်ပညာရေးကတကယ်ပဲအနာဂတ်ကိုပုံဖော်နိုင်စွမ်းရှိလားအလော့ချက်စနစ်ဆိုတဲ့လောင်ချွန်းထဲကနေလွတ်မြောက်ပြီးဝေဖန်ပိုင်းခြားတွေးခေါ်တတ်တဲ့မျိုးဆက်တစ်ခုမွေးဖွားပေးနိုင်ခြင်းကပဲလူ့ဖွဲ့စည်းတစ်ခုလုံးကိုပြောင်းလဲစီမံစွမ်းထဆုံးသောတော့ချက်ဖြစ်နေမလားဆိုတာစဉ်းစားစရာပါပဲ